ဒီဆရာတော်နှစ်ပါးပဲပြောရမှာဆရာတော်နှစ်ပါးကိုဖမ်းဖို့မဟုတ်ဘူးဘာလို့ဆိုတော့သူတို့က hate speech တွေပြောခဲ့တာ哦ဒီလူမျိုးရေးဘာသာရေးအရသူတို့ဒီအမုန်းတရားပွားစေတဲ့စကားတွေကိုပြောခဲ့တယ်အဲ့ဒါကြောင့်သူတို့ကြားနေစပြီးတော့ဒီအာဏာရှင်တွေကသူတို့စကားတွေနဲ့ဒီမှိုင်းဝပြီးတော့မှအကြမ်းဖက်မှုတွေဆက်ပြီးတော့လုပ်ခဲ့တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒီငကိုတဲကမရိုင်းရုံမာတဲ့အာဏာရှင်တွေကိုသူတို့ကနောက်ကနေပြီးတော့ဒီအားစီးကျွေးနေတဲ့ပုံစံမျိုးပေါ့နော်ဒီစကားနဲ့မှိုင်းတိုက်ပြီးတော့ကိုအမုန်းတရားပိုပွားအောင်လို့ဆိုပြီးတော့လုပ်ခဲ့တဲ့ပုံစံမျိုးပေါ့အဲ့တော့ဒီဘောမဘက်ကဒီနလပိန်းတုံးတွေကိုပြောရမယ်ဆိုရင်လေနော်မင်းတို့ရဲ့ဝေရသူကိုတီတကူတို့ကိုတရားစွဲတာမဟုတ်ဘူးတက်တည်ဖြစ်နေပေါ့နော်ဟိုရှင်းရှင်းပြောရမယ်ဆိုရင်လူတက်မှုတစ်ခုမှာလူတက်သမားကတက်နော်အဲ့တော့ဒါပေမဲ့လူတက်သမားကင်ထားတဲ့ဓာတ်ရှိမှာပေါ့ဓာတ်ပဲဖြစ်ဖြစ်တနတ်ပဲဖြစ်ဖြစ်နော်ရှိလိမ့်မယ်အဲ့တော့လူတက်သမားကင်ထားတဲ့ဓာတ်နေရာတနတ်နေရာမှာဝေရသူနဲ့တီတကူကပါနေတာအဲ့လိုမျိုးပဲပြောရမှာပေါ့အဲ့တော့ဒီတရားရုံးမှာတင်ပြမယ်ဆိုရင်လူသက်သမားကြီးကိုပဲအလွတ်ကြီးတင်ပြလို့မရဒါပဲဖြစ်ဖြစ်သူကင်ဆောင်ခဲ့တဲ့လက်နက်တစ်ခုခုကိုလည်းတင်ပြရတာပေါ့နော်ဒီလက်နက်ကြောင့်ဒီလူတယောက်ကအပြစ်မရှိတဲ့လူတယောက်ကတေရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီတက်တေကံပစ္စည်းကိုတင်ပြရတာအဲ့တော့တီတကူနဲ့ဝေရသူကအဲ့ဒီဓာတ်နေရာလက်နက်နေရာမှာပါတယ်ဆိုတဲ့ပုံစံမျိုးကိုပြောခဲ့တာ